Premier Fan တို့ရရှိများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Premier FM ရဲ့အထူးအစီအစဉ်တစ်ခုဖြစ်တဲ့ Echoes of Hope လို့အမည်ပေးထားတဲ့အစီအစဉ်လေးကိုစတင်လို့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဒီနေ့အပိုင်းနှစ်မှာဆိုရင်လည်းဒေါက်တာထူးကိုရောကိုဖြိုးကိုရောနှစ်ယောက်စလုံးအတူတူရှိနေပါသေးတယ်ကဲတော့မင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်း1မှာတော့ကျတော့ discrimination တွေနဲ့ပတ်သက်ပြီးတော့ဗောနော်တက်နေနေများရော့ပါသွားအောင်ကျွန်တော်တို့တော်တော်လေးပြောနိုင်ခဲ့လို့ထင်ပါတယ်အခုတော့နောက်ထပ် topic လေးတစ်ခုကိုတွားချင်ပါတယ်အဲ့ဒါကြတော့ကျွန်တော်တို့ U equal U ဆိုတော့ကျွန်တော်တို့ဒီ HIV positive တမတယောက်ဟာသူ့ရဲ့ရှီကနေဒီယောဂပိုးကိုလည်းကျွန်တော်တို့စစ်ဆေးတဲ့အခါမှာမပေါ်ဘူး antidotable equal to and transmissible ဆိုတော့ကျွန်တော်ပြန်လည်ပြီးတော့တခြားသူတွေစီကိုလည်းမကူးဆက်နိုင်ဘူးပေါ့ဘာလို့လဲဆိုတော့လူတွေကကျွန်တော် HIV ဆိုတာနဲ့ကိုယ့်ရှီကိုကူးဆက်လာတော့မှလားဆိုတော့စိုးရိမ်မှုတွေ anxiety တွေဒီ worry တွေအရင်များပါတယ်အဲ့တော့ HIV ကအလွယ်တကူမကူးဆက်နိုင်ပါဘူးအခုpositive တမတယောက်ရှီကနေကိုယ့်ကိုမကူးဆက်နိုင်ဖို့အတွက်ကိုလည်း U equal to U ဆိုတဲ့ stage ရောက်အောင်လဲကျွန်တော်အခုချိန်မှာလှုပ်ဆောင်လို့ရနေပါပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့အဓိကဆွေးနွေးတော့ပါမယ်အဲ့တော့ကိုထူးကိုပေါ့ဒေါက်တာထူးကိုကကြတော့ဒီ U equal to U နဲ့ပတ်သက်ပြီးတော့လဲတော်တော်လေးဟိုအစောပိုင်းကာလကြီးမှာ post တွေလည်း page မှာတင်ခဲ့တယ်ဆိုတဲ့အခါကျတော့လीအဲ့ဒီအရင်ဆုံးပြောပြပါအောင်ကဲ U equal to U ကကြတော့မြန်မာပြည်ကိုစ introduce လုပ်ခဲ့တဲ့ကကျွန်တော်ကတော့ဘယ်လိုလဲofficial KOL အနေနဲ့ပါပေးခဲ့တာပေါ့နော်တောက်လျှောက်လဲကျွန်တော် U equal to U program တွေ campaign တွေမှာအများကြီးပါပေးခဲ့ပေါ့နော်ဆိုတော့ပထမဆုံးU equal to U စပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့ခုနပြောခဲ့သလိုပဲ HIV နဲ့ AIDS ကိုဆက်စကျွန်တော်ခွဲပြပြစသိရမှာပေါ့နော် HIV ဆိုတာကတော့virus ပေါ့ virus အဲ့ဒါကတော့AIDS ကိုဖြစ်စေတဲ့ virus ပေါ့နော်ဒါပေမဲ့ HIV ပိုကူးစက်ခံရတိုင်း AIDS ဆိုတာကတန်းဖြစ်သွားတာမျိုးမဟုတ်ဘူးဆိုတော့ခန္ဓာကိုယ်ထဲမှာကျွန်တော်က HIV ကိုကူးစက်ခံရတယ်ဆိုရင် virus ပိုဆိုတာအရင်ရောက်လာတယ်အဲ့ဒီအချိန်ကကြာမှသူကနောက်ပိုင်းကျမှအဲ့လိုမျိုး virus ကပွားသွားပြီးမှနောက်အဲ့ဒါကို view မဆိုင်ပဲထားတဲ့တစ်ချိန်မှာ AIDS ဆိုတာဖြစ်တာပေါ့နော်ဒါပေမဲ့အခုချိန်မှာကျတော့ HIV ပိုးကိုယ်စီမှာဆိုတာရှိရဲဆိုတာသိတဲ့အချိန်မှာကျွန်တော်ဆေးတောက်လို့ရပြီဆေးကိုပုံမှန်တောက်မယ်ဆိုရင်ကိုယ့်ရဲ့ normal လက်ရှိဘဝပေါ့နော်ကိုယ့်ရဲ့ပုံမှန်အတိုင်းရှင်သန်နေထိုင်သွားလို့ရတယ်ဆိုတော့ U equal to U ကကြတော့အဲ့ဒါကိုအဓိကဖော်ညွှန်းထားတာပေါ့နော် U equal to U ဆိုတာကြတော့ပထမ U ကတော့ antidotable ပဲသွေးထဲမှာလောကပိုးကိုစက်နဲ့တိုင်းတာလို့မရတော့တဲ့အထိပေါ့နော်ဒီနောက်တစ်ခုကတော့ untransmittable untransmittable တော့မကူးစက်နိုင်တော့ပေါ့နော်တခြားလူဆိုတော့ antidotable equal to untransmittable ပေါ့ဆိုတော့လောကအဲ့ဒါတော့ဘာကို message ပေးထားရလဲဆိုတော့ HIV ပိုကူးစက်ခံရတဲ့သူတယောက်ကသူ့မှာဆေးတောက်လို့ရတယ်ဆေးကူးစက်ခံရပြီဆိုတာတိချင်းကိုမှသွေးထဲမှာ HIV ပိုရှိနေပြီဆိုတာတိချင်းကျွန်တော်တို့ကသွေးဆေးတောက်ရမှာပေါ့နော်ဆေးတောက်ရမယ် ARD ဆေးဆိုတဲ့ဟာကိုတောက်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုတောက်တဲ့အချိန်မှာသူကတောက်နေရင်လည်းလောကသွေးထဲမှာပိုးလောကမရှိတော့စက်နဲ့တိုင်းတဲ့အချိန်မှာ antidotable ဆိုတာပြသွားတဲ့အချိန်ထိကိုသူကဆေးတောက်ရတယ်ပြီးတော့ဆေးတောက်ရတယ်ဆိုတာအဲ့အချိန်ထိတောက်ရတာတော့မဟုတ်ဘူးတောက်လျှောက်တောက်သွားရမှာတလုံးတောက်သွားရမှာဒီဟာတကယ်လို့အဲ့သွေးထဲမှာပိုးမရှိတော့တဲ့အချိန်ရောက်သွားတယ်ဆိုရင် तू ကတခြားလူမကူးစက်နိုင်တော့ဘူးဆိုတဲ့ message ကိုပေးချင်တာဆိုတော့အဲ့အချိန်ကျရင်တခြားလူမကူးစက်နိုင်တော့ဘူးဆိုတဲ့ message ကိုပေးချင်တာဆိုတဲ့အတွက် तू ကပုံမှန်ဗမဲ့လူကောင်းတယောက်လိုပဲရှင်းတဲ့နေထိုင်သွားလို့ရတယ်ပြီးရင်မိခင်ဆိုရင်လည်းကလေးမွေးလို့ရတယ်ပေါ့နော်ကလေးကိုမကူးစက်နိုင်ဘူးအဲ့လိုမျိုးပုံစံပေါ့နော်အဲ့လိုပုံစံကိုတွားထားတာပေါ့နော် U equal to U ဆိုတာတော့ဒါကတော့ကိုမြန်မာပြည်မှာပဲ introduce လုပ်ထားတာမဟုတ်ဘူးတကဘာလုံးကလက်ခံထားတဲ့ message တစ်ခုပေါ့နော်နိုင်ငံတကာတက္ကသိုလ်တွေ research တွေအများကြီးလုပ်ခဲ့ပြီးမှဒီဟာကိုကျွန်တော်တို့ကapprove လုပ်ထားတာပေါ့နော် approve လုပ်ထားပြီးတော့တကဘာလုံးကိုအဲ့ message ကိုဖြတ်ထားတာပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာလည်းအဲ့ message ကိုကျွန်တော်တွင်ကျင် campaign တွေလုပ်ခဲ့တယ် project တွေလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အဓိကကတော့ကျွန်တော်တို့ကတော့ဆေးစားတောက်ပြီးတော့6လမှတစ်ချိန်တစ်နှစ်မှတစ်ချိန်အဲ့လိုမျိုးတွေးဆက်ရတာပေါ့နော်အဲ့နှစ်ကြိမ်လုံးမှာ antidotable ဖြစ်သွားပြီဆိုရင်သူက untransmittable U equal to U stage ကိုရောက်သွားပြီသူကတခြားလူမကူးစက်နိုင်တော့ဘူးဆိုတော့ message ကိုပေးရပေါ့နော်ဆိုတော့အဲ့ဒီဒါပေမဲ့အဲ့နောက်ဆုံး untransmittable stage ကိုရောက်သွားတယ် U equal to U stage ကိုရောက်သွားတဲ့အချိန်မှာဆေးကိုရက်ပြရမှာမဟုတ်ဘဲနဲ့တက်လို့တော့ဆက်တောက်သွားမှာဆိုတော့အဲ့ဆေးတောက်သွားရင်းနဲ့ကျွန်တော်တို့ကဘဝကိုဒီတိုင်းရှင်သန်နေထိုင်လို့ရတယ်ပုံမှန်လုပ်လို့ရတယ်အားလုံးဘာမှမဖြစ်ဘူးတခြားလူမကူး HIV ပိုးမကူးစက်နိုင်ဘူးဆိုတဲ့ message ကိုပေးချင်တာပေါ့နော်အဓိကကတော့ဟုတ်ကဲ့အဲ့ဒါဆိုရင်ARD ဆေးကဒီတဲမှာရှိရဲ့ HIV ပိုးတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ပေါ့အဲ့လိုထိန်းချုပ်နိုင်သွားတဲ့အခြေအနေတစ်ခုရောက်ပေါ့အရှင်းကပြောခဲ့ဆိုတော့ဒီ
ကိုက HIV positive ဆိုတာကိုသိရဆိုရင်ဘယ်လောက်အကြာမှာပေါ့ခုန6လတစ်နှစ်လို့ပြောလိုက်တယ်ဆိုတဲ့ခါကျ6လတစ်နှစ်ကတော့ပုံမှန်ဆေးစစ်တဲ့အချိန်ပေါ့အများစုကဒီ U equal to U ဖြစ်ဖို့အတွက်ဆိုရင်အချိန်ဘယ်လောက်ဆေးကိုတောက်ဖို့လိုအပ်လို့များသောအားဖြင့်ပေါ့နော်လူပေါ်မှာပဲမူတည်ပါဒါကတော့လေလူပေါ်မှာမူတည်တာအဲ့လိုမျိုးတရက်တည်းတော့ပြောလို့မရဘူးသူတို့ရဲ့ character ပေါ်မှာလည်းမူတည်တယ်သူတို့ဆေးကိုဘယ်လိုပုံမှန်တောက်လဲဟုတ်ဆိုတော့အဲ့ကျွန်တော်တို့ကသူတို့ဆေးတိုက်နေရင်လည်းအဲ့ you get to you stage မှာရောက်မချင်ဘူးဆေးအတိုးအ short တွေလောက်ရလည်းရှိတယ်ဆိုတော့တယောက်နဲ့တယောက်ပေးတဲ့ဟာလည်းမတူဘူးတစ်ခါတလေကြာရင်ဆေးတွေကိုအဲ့ဆေးပေါင်းဆက်ပုံတွေမတူဘူးပေါ့နော်တချို့တွေမှာဆေး2မျိုးပေးရတာရှိတယ်တချို့တွေမှာဆေး3မျိုးပေးရတယ်အဲ့လိုမျိုး virus ကိုထိန်းချုပ်ဖို့အတွက်ကိုကျွန်တော်တို့तू က you get to you stage ကိုမရောက်ဘူး6လအချိန်မှာ तू ကကျွန်တော်တို့လိုချင်တဲ့ receptor တစ်ခုမရဘူးဆိုရင်တော့ဆေးကိုကျွန်တော်တို့ကပြောင်းပြစ်ရတာတွေရှိရပြောင်းပြစ်တယ်ဆိုတာအတိုး short လောက်ရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေရှိရခင်ဗျဟုတ်ကဲ့ပါအဲ့ဆိုရင်ကိုဖြူကိုအနေနဲ့ရောဒီ U equal to U ရောက်ဖို့အတွက်ဆိုရင် ART ဆေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဆေးတောင်းမဲ့သူတွေ positive သမားတွေအတွက်ကို counseling လုပ်နေရတယ်ဆိုတဲ့အခါကျတော့အခုလက်ရှိကိုတွေ့ရဲ့ဒီ patient တွေ client တွေပေါ့နော်အဲ့မှာဆိုရင်ရောတော်တော်များများက HIV positive ဖြစ်ပြီးတော့ U equal to U ဖြစ်သွားတဲ့သူပိုများလားဒါမှမဟုတ်ရင်အဲ့လိုမရောက်တဲ့သူတွေကရောရှိနေသေးပဲရှိတာပေါ့များတယ်ယူကတူယူကတော့တော်တော်များတယ်မဖြစ်တဲ့လူလည်းရှိတယ်ဒါပေမဲ့သူတို့ပြန်ပြီးကျွန်တော်တို့က counselor တွေကကြောင်ပြန် check လုပ်ရတယ်ကျွန်တော်တို့ဒီ6လပြည့်သူတို့တွေးစစ်လိုက်တယ်ပိုးကောင်ကြီးပေါ်နေတယ်ပိုးကောင်ရဲ့ဒီ1000အထက်လောက်ဆိုရင်တော့ပြဿနာရှိတယ်သူတို့ဒါယူခွဲသူယူချိုးဖြတ်သွားပြီပေါ့နော်ကျွန်တော်1000အောက်ဆိုရင်တော့ကျွန်တော်တို့ယူခွဲသူယူစီးနေမှာဝင်တယ်ဒါပေမဲ့ not detailable ဆိုရဲမမြင်ရတဲ့ဟာပိုကောင်းတာပေါ့နော်ဒါပေမဲ့1000အောက်လောက်ဆိုရင်တော့ control လုပ်နိုင်တယ်လို့နိုင်ငံတကာသတ်မှတ်ထားတယ်ဒါပေမဲ့1000ကျော်သွားပြီဆိုလို့ရှိရင်တော့ဒါသူ့ရှယ်ကနေသူများကိုကူးနိုင်သေးတယ်အဲ့လိုကူးနိုင်သေးတယ်ဆိုတော့သူတို့ပြန်လေ့လာကြည့်နံပါတ်1ချက်သူတို့ဆေးကိုအချိန်မှန်မှန်မတောက်ချိန်မှန်မတောက်တဲ့ပြဿနာရှိနောက်တစ်ခုကသူတို့ကဘယ်လိုပြောဗမာဆေးတွေမြန်မာဆေးတွေသူတို့ကရှောက်တောက်တာဆိုတော့အဲ့ဆိုရင် ARD ဆေးနဲ့ရှောင်ကျင်ရမယ့်တခြားသောဆေးတွေရှိနေတယ်တကယ်တော့ ARC ဆေးနဲ့မြန်မာဆေးနဲ့တဲ့ချင်းမတဲ့ချင်းဆိုတော့ကျွန်တော်မြန်မာဆေးမှာသူတည်တနာမရှိတာဥပမာမြန်မာဆေးမှာတော့ကျွန်တော်မြန်မာနာမည်တွေနဲ့တော့ဘာရှိတာပေါ့နော်ဒါပေမဲ့ chemical name တွေနဲ့မရှိတဲ့အခါကျတော့ART ဆေးနဲ့ဓာတ်ပြုတ်ခြင်းမပြုတ်ခြင်းဆိုတော့အဖြေကမရှိတဲ့အခါကျတော့သူတို့ကငါတို့အစာအိမ်နာလို့အစာအိမ်ဈေးလေးတောက်လိုက်တာမြန်မာဈေးလေးသွေးဈေးလေးတောက်တာလို့ဆိုတော့အဲ့လိုမျိုးတွေတော်တော်တောက်တဲ့အန်ဒီကြီးတွေရှိတယ်သူတို့တွေဆိုယူခဲ့သူယူဖြစ်ပါဟဲ့ဘာလို့အန်ဒီဘာဖြစ်လို့ပိုးကောင်ကြီးတွေထွက်နေရလဲဆိုသူတို့ပြန်မေးကြည့်လိုက်သူတို့ကအဲ့လိုဟိုမြန်မာဈေးတွေတောက်တာလို့အဲ့လိုမျိုးတွေတော့တွေ့ရတာဆိုတော့ဒီဈေးတွေနဲ့ ART ဆေးနဲ့ဓာတ်ပြုတ်သွားလို့ရှိရင်ကိုယ်ခန္ဓာကိုယ်100%တက်ရောက်မဲ့ဆေးက100%မတက်ရောက်ပဲနဲ့80-80လောက်ပဲတော့တက်ရတော့အပြည့်ဝဆေးရအာနိတင်မရတဲ့ခါကျတော့လူနာတွေမှာပိုးကောင်ကြီးပြန်ပေါက်လာတာတွေ့ရတယ်ကျွန်တော်တို့တို့ကောင်ဆယ်လေးပြန်ပြီးအန်တီဒါတွေမတောက်ရအောင်တော့ဒါလေးတွေကျွန်တော်တို့စင်ကျင်ရမယ်အချိန်မတိုက်တချို့တွေဆိုဒီနေ့တောက်လိုက်နောက်နေ့မတောက်လိုက်အဲ့လိုလေးတွေလုပ်တဲ့အကျင့်လေးတွေလည်းရှိတယ်ပြီးတော့ဒီနောက်ပြဿနာတစ်ခုကပါလဲဆိုတော့ယူခွေးတူယူကဘယ်လောက်ထိအောင်မြင်လဲဆိုလို့ရှိရင်တချို့လူလိန်တဲ့ဆရာတွေရှိတယ်မြန်မာဆရာတွေလာပါဆရာတွေမသိတို့တွေ HIV ပျောက်ဆေးဆိုပြီးတော့အဲ့လို ART ဆေးတွေကိုပဲတို့ကအဲ့လိုလူနာတွေကိုတိုက်တာတိုက်လို့ရှိရင်တကယ်လေသူ ART ဆေးပဲတိုက်တာဖြစ်တဲ့အတွက်လူနာတွေကပျောက်သွားတာပေါ့နော်ပျောက်သွားရဲဆိုတော့တကယ်တော့ပျောက်သွားတာတော့မဟုတ်ဒီ not detectable ဖြစ်သွားတဲ့အချိန်မှာတချို့ဒီ test kit တွေနဲ့စစ်လိုက်တော့ negative ပေါ်တဲ့လူတွေရှိတယ်အဲ့မှာ negative ပေါ်သွားပြီးမရှိတော့ဘူးထင်တာတကယ်ပျောက်သွားပြီဆိုပြီးဒါကျွန်တော်တို့ဆေးရပျောက်ပါတယ်ဆိုပြီးအဲ့လိုလိန်စားတဲ့လူတွေပါပေါ်တဲ့အထိယူခဲ့သူကအောင်မြင်တယ်ယူခဲ့သူအဲ့လောက်ထိသူကမရှိတော့မမြင်ရတော့ဘူးပေါ့ကွယ်တကယ်တော့ယူခဲ့သူယူရဲ့အောင်မြင်မှုကဘာလဲဆိုတော့ HIV သမားတွေကိုတက်တန်းစီနေထိုင်နိုင်ဖို့ရယ်သူတို့မိသားစုဘဝတွေဆက်လက်တည်ဆောက်ဖို့ရယ်သူတို့ဘဝကတာမန်လူနဲ့ဒန်းတူဖြစ်ဖို့ရယ်ပဲအဓိကယူရတာဆေးရတော့သူတလုံးတောင်းအောင်ပါအဲ့တော့တချို့ကတော့ဘယ်လိုဖြစ်သွားလဲဆိုအယူဆမှာပျောက်သွားပြီဆိုပြီးဆေးဖြတ်ချပလိုက်တဲ့လူလည်းရှိတယ်အဲ့ဒါပိုဆိုးကုန်အောင်အခုနောက်ပြောတဲ့မြန်မာဈေးကိုသွားပြီးတော့HIV တောက်ဆေးဆိုပြီးတောက်လိုက်တဲ့လူတွေဆိုလို့ရှိရင်ဒီဆေးကိုဖြတ်ချလိုက်တယ်ဖြတ်ချလိုက်တဲ့အခါကျတော့မကြပါဘူး6လတစ်နှစ်လောက်နေအဲ့မှာသူတို့ကိုခံအားတွေအကြီးကျယ်တွေပြန်ကျပြီးတော့ဒီ viral load တွေပြန်တက်လာအဲ့ပြန်တက်တဲ့ခါကျလို့ရှိရင်အဲ့မှာအကြီးကျယ်ပိုဆိုးတာကအဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကသူတို့ defaulter လို့သတ်မှတ်လိုက်တာပေါ့နော် defaulter ကျတော့ဆေးမတိုးတဲ့လူတွေပိုင်သွားအဲ့တော့ကျွန်တော်ပြန် check လုပ်ရတယ်မူလဆေးကိုပြန်တိုက်ရတယ်မူလဆေးပြန်တိုက်လို့ဆေးအလုပ်လုပ်တယ်ဆိုရင်တော့ပိုးကောင်ကြီး control လုပ်နိုင်တယ်တကယ်လို့ဆိုးမလုပ်နိုင်ဆိုကျွန်တော်က first line မဟုတ်တော့ဘယ်နဲ့ second line ဆေးတွေပြောင်းပေးရတယ်အဲ့တော့သူတို့ကတော့ဒီယူခွဲသူယူကအရန်ကောင်းတယ်ဒါပေမဲ့အဲ့ဒီကောင်းတဲ့အရာပေါ်မှာဆက်ထိန်ထားဖို့လိုတယ်အဲ့ယူခွဲသူယူဆိုတဲ့အရာကသူတို့ဘဝအတွက် logo လိုအပ်ဖို့
လူအပ်တယ်ပေါ့နော်ပြီးတော့အဲ့ဒါကိုလည်းဆက်ထိန်းထားဖို့လိုအပ်တယ် ဟုတ်ကဲ့အဲ့တော့ဒေါက်တာထုကိုကျွန်တော်ထပ်ပြီးမေးချင်တာကြတော့ရှေ့မှာပြောလို့ပဲအခုတည်း u equal to u stage ကိုမရောက်ဖ ೇನೆ ပေါ့နော်တဝဲလဲလဲဖြစ်နေတဲ့သူတွေအဲ့ဒီဟာဟိုလိုသူတို့ရဲ့ဒီဆေးတောက်တဲ့ပုံစံအမှားယွင်းမှုတွေဆိုတဲ့ခါကျတော့ ART ဆေးကိုစနစ်တကျမှန်မှန်ကန်ကန်တောက်တဲ့နည်းလေးကိုလည်းပြပြပေးပါ ARTC မမှန်ကန်စနစ်တကျတောက်တယ်ဆိုတာတော့အဓိကတော့ကျွန်တော်ကတော့အချိန်မှန်တောက်ဖို့ပဲအဓိကတော့ဟိုဒီနေ့ဒီချိန်မှာသူတို့တတ်မှတ်တောက်တယ်ဆိုရင်အဲ့လိုမျိုးနေတိုင်းဒီချိန်ကိုတောက်သွားနိုင်ဖို့အလေးထားတစ်ခုဖြစ်ဖို့အဲ့ဒါကတော့အဓိကအရေးကြီးတယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဟိုနောက်တစ်ခုတွေ့ရတာကဟိုခီးသွားတဲ့အချိန်မှာဆေးပြက်တာတွေတွေ့ရတယ်ဆိုတော့ဆေးကိုကြိုထုတ်ရမှာပေါ့နော်တလားစာဆိုတလားစာကိုကနောက်ဘယ်သွားဖို့ရှိလဲဟိုသွားဖို့အတွက်ကိုပါတခါလေးချိန်ပြီးတော့ဆရာဝပြောတတ်တယ်ဆေးပြက်တာမျိုးမဖြစ်စေအောင်တော့ကိုဖက်ကတတိထားပေးဖို့လိုတာပေါ့နော်ဆိုတော့တရက်နှစ်ရက်လေးဆေးလွတ်သွားတာဘာမှမဖြစ်ပါဘူးဆိုတာမျိုးကတော့မဖြစ်တဲ့မပေါ်ဆရမှာဘူးနော်ဆိုတော့အဲ့ဒါတော့အဓိကတော့မြင်ပါတယ်ဟိုအဓိကတော့အချိန်မှန်မှန်ဆေးတောက်ဖို့ပဲဟိုအချိန်မှန်မှန်ဆေးတောက်ဖို့ပြီးတော့ကိုယ့်ကိုမပေါ်ဆဖို့ပေါ့ဆိုတော့တချို့တွေကတရက်လောက်ဆေးပြတ်သွားတယ်ဘာမှဖြစ်ပါဘူးငါ anti-diabetic ပဲဖြစ်နေတာပဲဆိုတဲ့ဟာကြီးရတယ်ဟိုတချို့လူတွေကပေါ့တွေးတတ်တယ်ပေါ့နော်ပေါ့တွေးတဲ့အချိန်မှာခုနပြောတော့ပဲဆေးတွေကတောက်လိုက်မတောက်လိုက်ဆိုတဲ့အချိန်မှာဆေးမတူရပါဘူးအစဆေးကဟိုဒီစိတ်နဲ့မတိုးဆိုရင်နောက်စိတ်တစ်မျိုးပြောင်းရတယ်ဆိုတာအမှန်တမ်းပြောရရင်အဲ့ဒါကောင်းတာမဟုတ်ဘူးဟိုဒီထက်ပိုပြင်းတဲ့စိတ်လည်းဖြစ်သွားနိုင်တယ်ပေါ့နော်ပြီးတစ်ချိန်မဟုတ်တော့နှစ်ချိန်နေဖြစ်လာတယ်ဆိုတော့စိတ်ဒဏ်ကိုလည်းပိုခံရတာပေါ့နော်ခံရဟိုဘာပဲဖြစ်စိတ်ဆိုတာကတော့ဟို side effect တွေတွေကတော့မရှိဘူးဆိုပေမဲ့လည်းကိုနဲ့လူတိုင်းကဟိုရေနဲ့မတည့်တဲ့သူတော့ရှိပြရမယ်ဆိုတော့ဆိုတော့ဟိုအဓိကတော့ဟိုမဖြစ်အောင်ကကိုဖက်က glutathione လေးစေးတောက်ဖို့ရယ်ဟိုကိုက glutathione နဲ့ဆင်းရင်နေဖို့ရယ်ပြီးတော့ဟိုစေးပုံမှန်ပေါ့နော်ပုံမှန်အချိန်မှန်တောက်ဖို့လိုအပ်တယ်လို့ကျွန်တော်တို့မြင်နေဟုတ်ကဲ့ကိုပြိုးကိုရောကျွန်တော်တို့ဒီ u equal to u ဆိုရဲဒီ stage ရောက်နေတဲ့သူတွေကိုဘယ်လိုမျိုးလေးမှားခြင်းလဲပေါ့ဒီကသူတို့ u equal to u อ่ะသူတို့အတွက်ကံကောင်းမှုတစ်ခုပဲကျွန်တော်ကတော့အဲ့လို u equal to u ဖြစ်တဲ့လူတွေကိုကျွန်တော်အရန်ကိုလုံခြုံတဲ့လူတွေလို့မြင်တယ်ဥပမာအခုချိန်မှာကျွန်တော်ကလူတယောက်နဲ့ date ရမယ်ဆိုပါတော့နော်တာမန်လူနဲ့ u equal to u နဲ့ဆိုရင်ကျွန်တော်ဘယ်သူနဲ့ date မလဲဆိုကျွန်တော် u equal to u date တဲ့လူရွေးမှာဘာကြောင့်လဲလို့ကျွန်တော်မေးလို့ရှိရင်တာမန်လူတဲ့သူတို့ပိုစိတ်ချနေလို့ရတယ်။ဘာလို့တာမန်လူကသွေးစစ်ထားလားမစစ်ထားလားကျွန်တော်တို့မသိရအောင်။သူတို့ window period ထဲမှာရောက်နေလားမရောက်နေလားကျွန်တော်တို့မသိရအောင်။ဟိုပြီးတော့သူတို့မှာ HIV ရှိလားမရှိလားကျွန်တော်မသိရအောင်။မသိရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ risk ပုံများတယ် blood test သွားလုပ်ခိုင်းလို့လည်းမရဘူးမရဘူးချက်ချင်း blood test လုပ်လို့လည်းသူက window period ထဲမှာဝင်နေ window period ထဲရောက်နေမပေါ်ဘူးလေအဲ့တော့သူတို့ထက်စာရင် u equal to u စိတ်ချကျွန်တော်ကတော့ u equal to u ပါခင်ဗျားနဲ့ date ချင်တယ်ဆိုရင်အဆင်ပြေတာဗောဘာလို့သူတို့ကစေးတောက်မှန်တာကိုသူတို့အာမခံတဲ့လူဖြစ်နေတယ်အဲ့လိုလူနဲ့များအဲ့ဒါကြောင့်ကျွန်တော်ခုနပြောတဲ့ရုပ်ရှင်မှာဆိုလေအဲ့ဒီကောင်လေးဆိုရင်စေးတောက်တာ9နှစ်လောက်ရှိနေပြီတကယ်နဲ့သူယူခဲ့သူသူများရှိကိုကူးစရာအကြောင်းမရှိတဲ့လူတယောက်အရန်ကူးဖို့ကြောက်တဲ့ပုံစံမျိုးပြနေတာမျိုးလွဲတာပေါ့နော်အဲ့တော့ယူခဲ့သူယူကသူများကိုမကူးနိုင်တော့ယူခဲ့သူယူနဲ့ကျွန်တော်အိမ်ထောင်ပြုတ်ပါဆိုလဲကျွန်တော်ပြုတ်ရဲတယ်သိရမလားဘာလို့သူတို့ကသူများကိုလုံခြုံမှုတစ်ခုပေးလိုက်ပြီအဲ့မို့ကျွန်တော်တို့တွေကအမြဲတမ်းလူတွေကိုသွေးစစ်ပါပြောတာဆိုအလကားမဟုတ်မရှိတဲ့လူကလည်းသူတို့ဘဝကိုကာကွယ်ဖို့အသိပညာကျွန်တော်ဆက်ပေးလို့ရတယ်လို့ရှိတဲ့လူကလည်းသူတို့ဘဝကဒီယူခဲ့သူယူဆိုတဲ့အခြေအနေရောက်သွားလို့ရှိရင်သူတို့ဆက်ပြီးတော့သူများကိုမကူးတဲ့ဟိုပေါ့နော်ဟိုကုသိုလ်တစ်ခုသူတို့ရသွားမယ်သူတို့ကြောင့်သူတို့ပယောဂကင်းသွားပြီဗျာသူတို့ကြောင့်သူများရှိကိုဒီယောဂမရောက်တဲ့ message တစ်ခုသူတို့ရသွားဆိုယူခဲ့သူယူတိတ်ကိုကောင်းတာဒီဟာကိုဒီယူခဲ့သူယူဖြစ်ပြီဆိုရင်ကိုယ့်ကိုလက်မထောင်ကျွန်တော်ဆိုယူခဲ့သူယူဖြစ်တဲ့လူဆိုကျွန်တော်ပြောအရန်ကုန်သူတို့လည်းအရန်ပြောဟာယူခဲ့သူယူဆိုတာနော်ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာထွက်တဲ့ဒီသွေးတွေဒီပေါ့ခန္ဓာကိုယ်အောက်ကထွက်တဲ့ဒီယောက်ျားအရေးမိန်းမအရေးထဲမှာဒီပို့ကမရှိတော့သူများကိုဘာမှကူးစရာအကြောင်းမရှိတော့ဘူးဆိုတာဒါအရန်ပြောစရာကောင်းတဲ့အခြေအနေပြောမှဆိုရင် HIV သမားတယောက်ရဲ့အောင်မြင်မှုပေါ့အောင်မြင်မှုတစ်ခုကယူခွဲသူယူပဲယူခွဲသူယူရအောင်ဆေးလေးပုံမှန်တောင်းမယ်အဓိကတော့ဆေးကိုပုံမှန်အချိန်မှန်ဆရာပြောလို့အချိန်မှန်တောင်းမယ်နောက်တစ်ခုကကျတော့ဆေးကိုဟိုစနစ်မှန်အောင်တောင်းစနစ်မှန်အောင်တောက်တယ်ဆိုတော့ကျွန်တော်ဒီဆေးကိုချိုးပြီးပြုတ်ပြီးတွေမတောက်ရဘူးဆေးကို तू အလုံးလိုက်ဆိုအလုံးလိုက်တိုင်းတောက်ရမယ်ရေနဲ့တောက်ရမယ်အဲ့လိုမျိုးပေါ့ तू တခြားအရာတွေနဲ့မတောက်ရဘူးရက်တို့ဘီယာတို့နဲ့ရောမတောက်အဲ့လိုမျိုးတွေစနစ်မှန်မှန်လေးတောက်ရမယ်နောက်တစ်ခုကအဲ့ဆေးတောက်တဲ့ကာလမှာလည်းကျွန်တော်တို့မလိုအပ်တဲ့တခြားမြန်မာဆေးတွေပါစင်ကျင်ရမယ်ဆိုလို့ရှိရင်ဒီဆေးရဲ့အာနိသင်ကိုအပြည့်ဝရပြီးတော့သူတို့ယူခွဲသူယူကို6လတစ်နှစ်တွင်ရကိုရတယ်
အဲ့တော့ HIV ဖြစ်လာရင်လည်း6လတစ်နှစ်ခဏစောင့်လိုက်မိမယူချင်လဲအိမ်နောက်ပြုချင်လဲ6လတစ်နှစ်ခဏစောင့်လိုက်6လတစ်နှစ် မော်မင်္ဂလာဆောင်မှုဆိုလဲကြိုးပြီးစီစဉ်ရ စီစဉ်6လတစ်နှစ် တင်မှာ ဟုတ်တယ်အဲ့လိုမျိုးလှုပ်လိုက်ပြီးပြီသူ့ဘဝပုံမှန်ပဲအဲ့ဒါပြောတာကျွန်တော်ယူခဲ့သူယူဆိုကျွန်တော် safe ဖြစ်တယ်စိတ်ချတယ်ကျွန်တော်ဆိုရင်လည်းယူခဲ့သူယူတမနဲ့ဆိုရင်ကျွန်တော်ကလက်ခံပြီးသားလို့အဲ့လိုပြောချင်ပါ အဓိကတော့ဟိုပဲ you get to you ဆိုတာတော့လိမ့်ဆက်ဆန်တဲ့ဟာတစ်ခုတည်းမှာပဲ focus ထားတာမျိုးမဟုတ်ပဲねဆိုတော့ကျွန်တော်တို့ကမိသားစုဘဝတည်ဆောက်မယ်ဆိုရင်လည်းကလေးလိုချင်တယ်ဆိုရင်လည်း you get to you ဖြစ်အောင်အရင်လုပ်ဖို့လိုအပ်တယ်ဆိုတာလည်းဟို message တစ်ခုပေါ့နော်အဓိကတော့ကလေးယူလို့ရတယ်အိမ်အောင်ပြုလို့ရတယ်ကလေးယူလို့ရတယ်ဆိုတော့ message ကိုလည်းကျွန်တော်ကတော့ပေးချင်တယ်ဆိုတော့လိမ့်ဆက်ဆန်တဲ့တစ်ခုပေါ်မှာပဲဟို message မဟုတ်ပဲねသူကတော့မိသားစုဘဝပါတည်ဆောက်လို့ရတယ်ဟိုတတမီမီတွေမွေးလို့ရတယ်မိမဆိုလဲကိုဝန်ဆောင်လို့ရတယ်ကလေးကိုမကူဆက်နိုင်တော့ဘူးဆိုတော့ message ကိုလည်းကျွန်တော်တို့ပေးချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီနေ့ Echoes of Hope ဒုတိယပိုင်းမှာတော့ you equal to you ဆိုတဲ့ဒီ topic အကြောင်းအရာလေးကိုအားလုံးတွေ့ဆွေးနွေးပေးခဲ့ရဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့ဒီ HIV AIDS awareness နဲ့ပတ်သက်ပြီးထပ်ပြီးဆွေးနွေးပေးဖို့အကြောင်းအရာတွေရှိနေပါသေးတယ်ခင်ဗျာအဲ့တော့နောက်ထပ်တစ်ခေါက် episode မှာပြန်ဆုံကြပါမယ်ခင်ဗျာ